ကျွန်တော်တို့ကိုခိတ္တခဏအတွင်းမှာတက်လိုက်မှုကနေကာကွယ်ပေးတာ RCCB လားဒါမှမဟုတ် effort ready လားဒီနှစ်ခုစလုံးကလျှက်စစ်ယူစိမ့်မှုကိုကာကွယ်ပေးတာချင်းတူပေမဲ့ဘယ်နေရာမှာဘယ်ကောင်သုံးရမလဲဆိုတာကိုယ်ကိုယ်ပြပြသိထားဖို့လိုပါတယ်ဒီနေ့မှာတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကိုအသေးစိတ်ရှင်းပြပေးသွားမှာပါပထမဆုံးကွာခြားချက်က RCCB ဟာပစ္စည်းတစ်ခုတည်းနဲ့တင်အလုပ်လုပ်နိုင်ပါတယ်သူ့ထဲမှာ current ကိုစောင့်ကြည့်တဲ့စနစ်ရောခလုတ်ဖြတ်တဲ့စနစ်ရောတစ်ခါတည်းပါဝင်ပြီးသားပါ effort relay ကတော့သူ့ကြီးပဲအလုံးမလုံးနိုင်ပါဘူးသူက sensor အနေနဲ့ CD coil ကိုသုံးရတယ်လို့မီးဖြတ်ဖို့အတွက်လည်း circuit breaker MCCB ဒါမှမဟုတ် ACB တစ်လုံးနဲ့ချိတ်ဆက်ပြီးမှအလုံးလုံးနိုင်တာဖြစ်ပါတယ် RCCB တွေကတော့ setting ချိန်လို့မရပါဘူးဥပမာ 30mA ဆိုရင် 30mA ပဲ 100mA ဆိုရင် 100mA ပဲဖြစ်လာပါတယ် effort relay ကတော့ setting ကိုစိတ်ကြိုက်ချိန်လို့ရပါတယ် fault current ကို 0.1A ကနေ2A အထိချိန်နိုင်လို့မိဖြတ်တဲ့အချိန် delay တိုင်းကိုလည်းစက္ကန့်ပိုင်းအလိုက်တိတိကျကျချိန်နိုင်တဲ့အတွက်စက်ရုံတွေမှာပို့ပြီးတော့အဆင်ပြေပါတယ်။ဒါကြောင့် RCCB ကိုတော့အိမ်တွေရုံးခန်းတွေနဲ့ဝန်အားနေတဲ့နေရာတွေမှာအဓိကသုံးပါတယ်။သူကလူကိုဓာတ်လိုက်မှုတန်ကနေကာကွယ်ဖို့အတွက်အရန်ထိရောက်ပါတယ်။ effort relay ကိုတော့စက်ရုံတွေအကြီးစား panel ဘုတ်တွေနဲ့ current အများကြီးသုံးတဲ့နေရာတွေမှာသုံးပါတယ်။သူကစက်ပစ္စည်းတွေပျက်စီးမှာကိုပို့ပြီးတော့ဦးစားပေးကာကွယ်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့အိမ်အတွက်ဆိုရင် RCCB ကိုရွေးချယ်ပြီးတော့စက်ရုံနဲ့ main line တွေအတွက်ဆိုရင်တော့ effort relay ကိုရွေးချယ်တာအကောင်းဆုံးပါပဲဒီဗီဒီယိုလေးကဘူးတူတက်ရတယ်ဆိုရင်တော့ like and follow လုပ်ထားဖို့မမေ့ပါနဲ့